ဒီခေတ်ဒီခါကျတော့ခုလိုခံကြဘိသိက်တွေပါလည်းတိတ်မရှိရဒါကိုအထက်ကကုသိုလ်ရပါစေတော့ဘိသိက်စီရာတွေရောကိုယ်တော်တို့ကိုယ်တော်တို့ပေါ့နော်ကိုယ်အတူတူဘိသိက်စီရာသူကတက်တက်900ဒါပေမဲ့ဒီနေရာကလည်းဆရာတော်ဘုရားရဲ့ဟောတာကိုထားပြီးတော့တိုင်းကျော်ကြီးတို့မလုပ်နိုင်တော့လည်းတက်တက်ကြလေးနဲ့ပါပြီးဖြစ်လို့ရတယ်ဒါကြောင့်လည်းဒီနေရာဒီကြောက်ကျွန်တော်အသက်80ကျော်ပြီဒီလိုဝဲလို့တစ်ခါမှမလုပ်တော့ဘူးရောကျွန်တော်လည်းမလုပ်ဘူးလားအဲ့တော့ဒီနေ့ဆွေးကြည့်ရတယ်တာယာပြရတယ်တန်ခါဖိတ်ဆွေးရတယ်ဘာဝင်ကောင်းလေးတွေနဲ့ညာတော့ကျွန်တော်လည်းရှင်းဖို့ပြောခဲ့တာဖြစ်ပါပါလေဒါကြောင့်မန္တပင်လာမန္တပင်လာဦးရာရာတဲ့ဆဲတပြေရလို့ဒီမှာလို့စုကြည့်ဝဲတဲ့တဲ့ဆုံးရွှေမင်းကြီးလားစံဒီထားရတဲ့ပြပြူရင်ဘာတိတွေစိတ်နဲ့ထင်ရဆာမရလိုက်ပုတ်ကြရနာချစ်ဒီကြရဝိလေခါငါဘယ်ဒီလာဒီနေရာလေးမှာဆန်းချရည်ရှင်လို့ရှိတော့ဒီလိုတိုင်းနဲ့အချင်းကဘဝဆုံးရတော့တော့ဝင်ရတယ်ပြီးတော့ကပါကိုယ့်ရဲ့ရည်ဖြစ်တဲ့အားငါလေးတွေဘောင်းရင်လုံးလေးဆန်းချပြီးတော့ဒီလိုပြကြမှာဘူးဒီချိန်